ဒီမှာပြီးပြီမင်းဝေါ်နေအားလုံးငါကုန်တက်ခိုင်းမယ်ဒါကောင်မှမကြံတဲ့ထိပေါ့ဘာဖြစ်လာလဲဘာဖြစ်လို့စတားငါးစမလားလဲတကယ်ယူချေခံရတာကငါပဲမင်းကဘယ်လိုလဲငါ့လက်တွေနဲ့အနာဂတ်ကိုပုံဖော်မယ်ငါဒီအခိုက်အတန့်ကိုစောင့်နေကြအချိန်တော်တော်ကြာပြီမဟုတ်ဘူးငါကဒီအခိုက်အတန့်အတွက်ရှင်းတဲ့နေရပဲမလုပ်နိုင်တာကဟာဟန်ရှင်ကမိုင်းနာခါဘူးတော့တင်ချဆုတ်ကမိုင်းရဒါမှမဟုတ်တင်ချဆုတ်ကမိုင်းရတွေကတယောက်ဖြစ်ပြီးတော့တင်ကမိုင်းခွက်ရဆိုဒီကတုံးနဲ့တင်ချိုက်တော့မှာပါဒီဗီဒီယိုမှာကျွန်တော်ကမိုင်းခွက်ကမိုင်းနာခါဘူးတော့ရီလုတော့မှာဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ကစမိုက်ပါကြည့်ရောစလိုက်အောင်ဒီကတော့ဝါးတဲ့ထိပ်ဝိုင်းပြီးဆိုတော့ဝမ်ဆိုးမကောင်းဆိုးရတယ်ကိုယ့်ရဲ့အနီးနားတစ်ဝိုင်းမှာစပုံးနေအောင်တွေ့ရမှာပါဒီဝမ်ဆိုးမကောင်းဆိုးရတွေကတော့ကမိုင်းနာခါဘူးတော့မကောင်းဆိုးရဖြစ်ပါတယ်အဲ့ဒီမကောင်းဆိုးရတွေကလူတွေတွေ့ပြီးဆိုရင်လိုက်ပြီးတိုက်ခိုက်တတ်ပါလေဗီဒီယိုကြိုက်တော့ပလေယာတွေကိုလိုက်ပြီးတိုက်ခိုက်တတ်ပါလေပြန်နောက်တစ်ခုရှိရအဲ့ဝမ်ဆိုးမကောင်းဆိုးရတွေကလူအောင်နဲ့ဆောင်တတ်ပါလေဒီမှာဗီဒီယိုကြတယောက်တွေ့ရမှာပါတာမန်ဗီဒီယိုကြဒီမျိုး trade down လုပ်လို့ရပါလေဒါပေမဲ့ဒါဗီဒီယိုကြမဟုတ်ပါဘူးဗီဒီယိုကြအောင်ဆောင်တဲ့ဝမ်ဖြစ်ပါလေဒါတော့အဲ့ဒီဝေါင်တွေကတော့ဗီဒီယိုကြောင်ဆောင်ပြကြဗီဒီယိုထဲမှာရောနေမှာဆိုတော့ spy ဘုံကတော်တော်အခက်တွေ့စမှာအမှန်ပါပဲဒီတော့ဝါတဲ့ထိပ်ဝင်လိုက်ဆိုတော့ဘာမှလုပ်စရာမလိုဘဲနဲ့ကိုယ့်ရဲ့ inventory ထဲမှာဒီ Z trooper ဆူဆွဲဝှစုံအလကားရနေမှာပါ Z trooper ဆူဆိုတာတော့ကမိုင်းတာခါဘူးတော့မှ Z ဖွဲ့ရဝေါင်တို့တိုက်ခိုက်ဖို့တီထွင်ထုတ်ထားတဲ့ဝှစုံပဲဖြစ်ပါလေကြည့်ရဝှကြည့်အောင်ဝှစုံဝင်တက်ပြီဆိုတော့အဖက်တွေရပါလေအဖက်ကစုပေါင်း9မျိုးရပါလေဝှစုံမဟုတ်ပါဘူး Z trooper ကိုင်းတဲ့တန်တဲ့ရပါလေဒါပေမဲ့ဒီတန်တဲ့ကတော့ဒီမှာမမြင်ရပါဘူးဒါပေမဲ့ပြော3လို့ရပါလေဟိုဒါတော်တော်မိုက်တယ်တန်းနဲ့အောင်တိတ်မတူသူဟာတန်းဆိုတာအမြောက်နဲ့ပို့တူတယ်ပြီးတော့ဒီတန်းကလုံးဝကြည်စံလည်းမကုန်ပါဘူးကြိုက်တော့ပြစ်လို့ရပါတယ်ဒီတော့တော်အဆင်ပြေပါတယ်โอเคဒါကဇက်ထူပါဘူးစုံအကြောင်းပါဒီဟာရိုက်တာတွေပေါ့သွားကြည့်အောင်ဒီလိုနဲ့မှဆိုရင်ကမိုင်းတာခါဖို့လို့စီးရီးတဲ့ရိုက်တာအားလုံးပြန်ကမိုင်းတာခါဖို့လို့မူဗီတဲ့ရိုက်တာတွေအားလုံးမှာအသွင်ပြောင်းလို့ရပါတယ်ဒီတော့ main writer ဖြစ်တဲ့ခါဖို့တို့ကနေစလိုက်အောင်โอเคဒါတော့ခါဘူးတော့ခပ်ပါဒါတော့ခါဘူးတော့စတာအသွင်ပြောင်းကြည့်အောင်ဟန်ရှင်ဒီတော့မှတစ်ခုရှိရအသွင်ပြောင်းလိုက်ပြီဆိုရင်ကမိုက်တာခါဘူးတော့တရှင်းမိတာပါအဲ့ဒီတရှင်းရက်ချင်းတော့နေ3နည်းပဲရှိပါတယ်ပထမတနည်းကလူပုံစံပြန်ပြောင်းလိုက်ပါဒုတိယတနည်းက water try ပါတတိယတနည်းက PH ကဆောင်းလိုက်ပါဒါကကမိုက်တာခါဘူးတော့ mass from ပဲဖြစ်ပါတယ် big from ragin from တခုတော့ဒီ from မှာခုနိုင်ခန့်ရပါတယ်ဒါခုနိုင်ခန့်ဆိုရင်မပြည့်တော့မရပါဘူးသူက ace mode တခုပဲပါပါတယ်ပစင်အောင်ကြီးနေကျန်တဲ့စောမှုနဲ့ခံမှုကောင်မပါပါဘူး ace mode တခုပဲပါပါတယ်โอเคဒါဆိုရင်ကတ်ဆော့လုပ်ကြည့်အောင်ကတ်ဆော့โอเคဒါကတော့ကမိုင်းတာခါဖို့တဲ့ big from ပါဒီ from မှာဆိုရင် cross အသုံးရပြီ cross အသုံးလို့ဆိုရင်မြန်သွားပါပြီဒါတော့ကမိုင်းတာခါဖို့လို့ကြည့်ဖို့လိုရင်သိကြမှာပါပြီးတော့ radar kit တဲ့သုံးလို့ရပါရဲ့ကမိုင်းတာခါဖို့ရမှာဆို radar kit 3ခန်းနေဆိုရင်ခါဖို့လို့ zeta အပေါ်မှာရှက်ခလုတ်3ခုနှိမ့်ရတယ်ဒီကတော့လည်းမှကျတော့ဒီကခလုတ်3ခုနှိမ့်ရတယ်โอเค radar kit သုံးလို့ရပြီဒီရိုက်တာကင်းနဲ့ထိမိတော့ဒါမိတ်တော်တော်ထိမယ်လို့ကျွန်တော်ထင်တယ်ဒီတော့လည်းမအသွင်ပြောင်းလိုက်ဒါမှမဟုတ်ပို့ဆောင်လုပ်လိုက်ပြီဆိုရင်တော့တစ်ချက်မြင်နေပါပါဒါတော့ကတ်ဆမလုပ်ခင်တော့ရရအဖတ်သေးပါကတ်ဆလုပ်ပြီးတော့အဖတ်တက်ပုံများပါပါတယ်စုပေါင်း9ခုရပါတယ်ဆက်ထရူပါနဲ့တူပါတယ်ပြီးကမိုင်းတဲ့ခါဘူးတော့ final from ဖြစ်တဲ့ hyper from နဲ့သုံးလို့ရပါသေးတယ်အဲ့တော့ hyper စတာတုံးကြည့်အောင် hyper ကတ်ဆော့အဲ့တော့ hyper from ဆိုတော့ကမိုင်းတာခါဘူးတော့ final from ပါ hyper from က cross လုပ်ရမယ်ဆိုရင်တော့ normal from က cross ဆက်အများကြီးပို့ပြီးမြန်သွားမှာပါကြည့်တော့လုပ်ကြည့်အောင်โว้ရမ်းမြန်နေပြီပြရမယ် cross လိုက်ပြီးတော့ဝှစုံမှာ animation ပါပါတယ်ပြောမှဆို series ရလိုမျိုးအသေးစိတ်ကြပါတယ်ဒါတော့ perfect ဇာတာ
ကာမိုက်တာခါဘူးတို့ hyper from မှာ3နိုင်လက်နဲ့ပါဒီမှာစောမှုခွဲပါတယ်ဂမ်မှုကမပါဘူးထင်တယ်ဟုတ်တယ်ဂမ်မှုကမပါဘူးဒါတော့ကာမိုက်တာခါဘူးတို့အကြောင်းပါဒီကလူပုံစံတွေပြောင်းကြည့်အောင်လူပုံစံဆိုကာမိုက်တာခါဘူးတို့ရတယ်မျိုးစတာပြန်တော့တွေ့ရမှာပါတော်တော်လေးအသေးစိတ်ကြပါတယ်စကားရတယ်မျိုးပထမရိုက်တာပြီးသွားဆိုတော့ဒုတိယစက္ကန့်တော့ရပါတော့သွားကြည့်အောင်ဒါတော့ကာမိုက်တာခါဘူးတို့ဒုတိယကာမိုက်တာဖြစ်တဲ့ကာမိုက်တာခတက်ရဲ့ခပတ်ပါအသွင်ပြောင်းကြည့်အောင်ဟန်ရှင်အတူပြောင်းပြီဆိုရင်အဖတ်တွေရပါတယ်ခါဘူးတို့ဘက်3ခုပဲရပါတယ်ဒါတော့ကတက်ရှူတာကမန်တာကတက်ရဲ့ match from မှာသုံးလို့ရတဲ့ ability ပါဥဆောင်တနက်နဲ့ပြစ်တာပါပို့ဒါလည်းခုန Z true ပါရဲ့တနက်လိုမျိုးပဲကက်ဆော့လုပ်ကြည့်အောင်ကက်ဆော့ဒါတော့ကမန်တာကတက် wave from ပါကတက်ခိုင်ပါဆိုတော့ကမန်တာကတက်ရဲ့လက်နဲ့ရှိရယ်ဒီလက်နဲ့ကတော့ဒါမိတ်ဘယ်တော့ထိမလဲကျွန်တော်လည်းသိချာမသိဘူးဒါတော့ကတက်ကတင်ကမန်တာကတက်ရဲ့လက်နဲ့ဟိုမှာတော့တစ်မျိုးပါ racket သုံးကြည့်အောင် racket သုံးပါခါဘူးတိုးနဲ့မတူပါဘူးသူကတက်တီပေါ့ပြောကန်တာပါဒါတော့ cross ခါဘူးတိုးနဲ့တူရမလို့မသုံးပြတော့ဘူးပြန်နောက်ခုချာကမန်တာကတက်ကလည်းကမန်တာခါဘူးတိုးလို့ပဲ hyper from သုံးလို့ရပါတယ်ဒီ hyper star နဲ့သုံးကြည့်အောင်ဒါတော့ကမန်တာခါဘူးတိုးမူပြီးတာကမန်တာကတက် final from ဖြစ်ပါတယ်ကမန်တာကတက်ကဒီတော့ပါပဲကတက်စတာပြန်တော့လည်းခါဘူးတိုးစတာတို့ပါပဲအသေးစိတ်ကြပါနေတပီးကကမန်တာခါဘူးတိုးတွေကတက်ရတော့ရတော့ကျွန်တော်ထင်တာပဲဒီကမန်တာတပီးပဲသွားကြည့်အောင်ဒါတပီးစတာဟန်ရှင်တပီးရဲ့ mass from ကဒီအမေအဖတ်တရားပါတော့ကျွန်တော်ဘာမှတော့မထူးကြပါဘူးကက်ဆော့ကြည့်အောင်ကက်ဆော့ရိုက်ပြီးဆိုချားရိုက်တာတွေကိုပဲ finisher သုံးလို့ရပါတယ်ပြီးတော့ crosser သုံးလို့ရတယ်ဒါပြည့် finisher ကတော့ rider string ပါတပြည့်တခြား rider နဲ့မတူပါသူ့မှာအဖတ်လေးမျိုးရရတယ်ချား rider တွေလိုမျိုးငါမျိုးမရဘူးဒါကမန်တာဆော့ဆိုရင်းကိုအသွင်ပြောင်းရထားပါဟန်ရှင်ကဲဆော့ကမန်တာဆော့ဆိုရရဲ့ထားနဲ့ rider slash ဆိုတဲ့ ability သုံးလို့ရတယ်ဒါတော့ပြောမှဆိုရင်အစိတ်တွေပါတစ်ချက်ထိပြီဆိုတာ damage ကစတိုက်ထိပါတယ်တော်တော်ကျန်းပါတယ်ဆော့ဆိုရဲ့စတာတခြားစတိုင်းနဲ့မတူပါဆော့ဆိုရဲ့စတာဖြစ်တဲ့ gaming ကောက်ကဒီကိုပြောင်းလိုက်ပြီဆိုတာနဲ့ bound တွေဆက်ပြီးတိုက်ခိုက်နေပါပါအဲ့ဒီ gaming ကောက်မှာ HP ဘယ်လောက်ပါလဲကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ damage ကိုတော်တော်ခံနိုင်ပါတယ်ဒါတော့ကမန်တာဆော့ဆိုရဲ့စတာရဲ့အသားချက်ပေါ့ဒါက Drake ရဲ့စတာ Drake ဆိုတာကမန်တာ Drake ကိုပြောပါမှာဟဲ့ရှင်ဒါ Drake ရဲ့တနက်ပြည့်နိုင်စွာတော့ရှေ့က2ယောက်ရဲ့အဖတ်နဲ့အတူတူပါပဲကက်ဆော့ကျန်တဲ့ Drake က finisher သုံးလို့မရဘူးထင်တယ်တနက်နဲ့ပဲဒီလိုမျိုးလိုက်ပြလို့ရတယ်ဘာပြောသူလည်းတခြား rider တွေမျိုး cross သုံးလို့ရတယ်ဒါကဲဟုတ်ပါပါကမန်တာခါဘူးတို့ရဲ့ char rider နဲ့မတူတာဒီ kit hover နဲ့ pat hover ကသူ့မှာ mass from မရှိပါဘူးပြည့်သူ့မှာ from မျိုးပဲရှိရယ် final from လည်းမရှိပါဘူးဒါတော့သူ့ရဲ့ finisher ဖြစ်တဲ့ rider jet ပါ
ရိုက်ချန်လုပ်ပြီးဆိုတော့ရိုက်ကစ်လုပ်လို့ရပါပြီရိုက်ကစ်ကဘယ်လိုသုံးရလဲကျွန်တော်လည်းမသိဘူးဒါမှမဟုတ် error ကြောင့်သုံးလို့မရတာမသိဘူးဒါတော့ pass ဟုတ်ပါ pass ဟုတ်ပါတော့ error ကြောင့်လားမသိဘူးအသွင်ပြောင်းလို့မရအောင်ဒီတစ်ခုကတော့ဓာတ်ခါဘူးလို့ဟန်ရှင်ခါဘူးတို့နဲ့တူတူပဲအရောင်မဲမတူပါပြီးတော့သူက hyper from သုံးလို့မရအောင်ခါဘူးတို့လိုမျိုးခါဘူးတို့လိုပဲသူ့မှာလည်းခုနိုင်ခန်းရှိတယ်ကျွန်တော်ခုမှတိကျသတိထားမိတာတခုကြီးရယ်အဲ့ဒါဗါလဲဆိုတော့ cat software ဆိုတော့အဲ့ cat software တို့လွင့်သွားတဲ့ online အစိပ်ပိုင်းတွေက mod တွေထိမြင် mod တွေက damage ထိတယ်ဒီချက်ကစကားရနဲ့ပို့ပြီးတော့တူတယ်ကျန်တဲ့ဒီဓာတ်ခါဘူးတို့ကတော့နိုင်စွမ်းနေရတော့ combine ခါဘူးတို့တော့ပဲ hyper from ပြောင်းလို့မရတာလွဲရင်ပေါ့ဒီထောက်က combine ခါဘူးတို့ movie တွေက writer တွေပါဒီတော့နဲ့မှာ combine ခါဘူးတို့ gospel และ movie တွေ writer 3ယောက်လည်းပါပါသေးတယ်ဒါတော့ combine ခဲတာတို့ပါဟဲ့ရှင်အဲ့တော့ခဲထားတို့ရဲ့ခုနိုင်ကန်ပါခါဘူးတို့ရဲ့ခုနိုင်ကန်နဲ့ဆင်းနေပြီးတော့ကမိုင်းရခါဘူးတို့ gospel လက်ထဲက royal 3ယောက်ဖြစ်တဲ့ခဲထားတို့ hacket နဲ့ crosset တို့ကလေ from တစ်ခုပဲပါပါတယ် not from မပါပါဘူး final from နဲ့မပါပါဘူးအတူပြောင်းနေပြီဆိုရင်အဖက်ကလီမျိုးရပါတယ်ဒီတော့မှာကမိုင်းရခဲထားတို့အတွက်တော့ finisher မပါပါဘူးဒါတော့ကမိုင်းရ hacket ဟဲ့ရှင်ဟာကမှာသူကခုနိုင်ကန်ရှိပါတယ်သူကခုနိုင်ကန်နဲ့ rare base ဆိုတဲ့ variety သုံးလို့ရပါတယ်အဲ့ဒီဆိုတာနဲ့ Kamai တာ Sasori လိုပါပဲဒီစလိုက် damage ထိမိဆိုရင်စလိုက် damage ထိပါတယ်ဒါတော့ Kamai တာခါဖို့လို့မူပြီးတဲ့အကျဉ်းဆုံး rider ဖြစ်တဲ့ Kamai တာ Kokazat ဟဲ့ရှင်ပြောမယ်ဆိုဒီကမိုင်းတာကျွန်တော်ချက်တော့ဗီဒီယိုကမိုင်းတာထဲမှာပါတယ်ပြီးတော့တော်တော်လေးကျမ်းပါတယ်မူရမှာဆိုခါဆန်ကိုခါပူတော့ကတဲ့နှစ်ယောက်ပေါင်းပြီးချအောင်မနိုင်ပါဘူးခါဆန်စီကနေဟိုက်ပါဆက်တောင်မယူနိုင်ခင်အထိပေါ့တကယ်လို့ခါပူတော့ခါဆန်စီကနေဟိုက်ပါဆက်တောင်မယူနိုင်ခဲ့ဘူးဆိုရင်တော့အဲ့အာဂါသလီရင်ထဲမှာပဲခါပူတော့ကတဲ့နှစ်ယောက်ဆုံးလှစ်သွားမှာပါပြောမယ်ဆိုဒါကဇလန်းနဲ့ဆိုင်တာပေါ့ပြီးတော့အတွင်ပြောင်းရတဲ့အဖက်ကငမျိုးရတယ်ပြောဆိုအရှိရနှစ်ယောက်ထက်ကျန်းနေကမိုင်းတာခါဆန်ကိုအဓိကကျန်းစီရကတော့ဟိုက်ပါကရော့ဆက်ပါပဲသုံးကြည့်အောင်ဒီလိုနဲ့ကမိုင်းတာခေါ်ကဆက်က finisher သုံးလို့မရပါဘူးဒီလိုနဲ့မှာခေါ်ကဆက်တို့ကစတာ animation မပါပါဘူးဒီလိုနဲ့မှာကမိုင်းတာခါဖို့တို့တဲ့ model spawn နဲ့အပ်တယ်လည်းပါသေးတယ်ဒီလိုနဲ့မှာကမိုင်းတာခါဖို့တို့ဆိုင်ကြတယ်ပါတယ်စီးကြည့်အောင်ကျွန်တော်တို့ခုစီးရမရစီးရီးယားလိုမျိုးဆိုင်ကစီးနဲ့အတူပြောင်းလို့ရမလားဟိုရတယ်ဟာဒါတော့တော်တော်မိုက်တော့ဟဲ့စီးရီးယားလိုမျိုးပဲကဆော့ဒီမှာခါဘူးတော့ဆိုင်ကပြင်ကတက်ဆိုင်ကလည်းပါသေးတယ်ဒါကတော့ကမိုင်းတာကတက်ဆိုင်ကပါပြီးတော့ဒီကတော့မှချားဆိုင်ကလည်းပါသေးတယ်ကျွန်တော်ခု review တော့ကတော့ Minecraft ကမိုင်းတာခါဘူးတော့အတော်ဖြစ်ပါတယ်ဒီကတော့ download link ကို description ကောင်းမှာချပေးထားပါမယ်ဒါနဲ့တခုရှိတာဒီကတော့ Minecraft version မင်းတော့အလုံးမလုပ်ပါဘူးတချို့ Minecraft version တွေမှာဆိုဒီလိုမျိုး error အောင်ဖြစ်တတ်ပါတယ်ဘယ် Minecraft version တွေမှာတခြားလို့ကျွန်တော်လည်းတခြားမသိပါဘူးဒါကတော့ကျွန်တော် Minecraft version မှာဒါတော့အတုံထောင်းတော့ပြီး Minecraft ရဲ့ထဲနေပါအတုံထောင်းတော့ပြီးတော့ဆိုတော့ကျွန်တော်တို့ရဲ့အတိုင်းလည်းလုပ်ပါဒီမှာဆို external နဲ့ application ဆိုရင်မျိုးရှိပါလေ application ဖြစ်နေတော့ external ကိုပြောင်းလိုက်ပါပြီးရင် Minecraft ရဲ့ထွက်ပြီးပြန်ဝင်လိုက်ပါ
တကယ်လို့ကို့မှာအရင်ကထောင်းထုတ်ထိုင်ဝေါ်တွေမော်တွေအရုံတွေရှိရဆိုတော့ဒီလိုခဏဆောင်ပါမယ်။များရင်များတော့ဆောင်ပါမယ်။ဆောင်ရတော့ဒီလိုပေါ်တိုင်း okay နဲ့ပါ။ဒါဆိုမိုက်ခွက်တွေကထွက်သွားပါလိမ့်မယ်။ပြီးရင်တော့မိုက်ခွက်တွေကိုပြောင်းဝင်လိုက်ပါ။ external ပြောင်းရကြ application မှာဝင်လို့ထားရဝေါ်တွေနဲ့ထောင်းထုတ်ထိုင်မော်တွေအရုံတွေကပေါ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ application ပြောင်းလိုက်တော့အဲ့ဒါတွေကပြန်ပေါ်လာမှာပါ။ပြီးရင်ကျွန်တော်တို့အတိုင်းဆက်ပြီးတော့လိုက်လို့ပါ။ Okay ဒါဆိုရင်ရပါပြီဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရတော့ဒါပါပဲ